reality ရဲ့ philosophy ရဲ့ psychology ရဲ့ပေါ့နော်တကယ် reality ကကားဆို transport ပဲတနေရာနဲ့တနေရာသွားဖို့ပဲဒီလိုလူစသည်လူကလည်းမျက်စိနာနာရှာကိုမနှောပေနဲ့လို့တကယ်တမ်းမျက်စိကလည်းဘာလို့တာအစင်းနဲ့မျက်စိနဲ့တိုက်တော့မြင်စိတ်အကြောင်းနဲ့အကျိုးမျက်စိနဲ့အစင်းတိုက်တာအကြောင်းမြင်စိတ်ပေါ်တာအကျိုးနားကလည်းအတန်နဲ့နားနဲ့တိုက်တာအကြောင်းကြားစိတ်ပေါ်တာအကျိုးအကြောင်းကျိုးပဲနာလည်းအကြောင်းကျိုးစားတာလည်းအကြောင်းကျိုးထိရလည်းအကြောင်းတွေ့ရလည်းအကြောင်းအဲ့ဒီအားလုံးမှာတစ်ခုရအကြောင်းကျိုးတစ်ခုရကဘာပေါ်မှာဘလောက်ပဲလူတွေများလို့ဒီတိုင်းသွားကျင်တော့ဘယ်တူမှာတော့လို့ဒါပြီးမဲ့မျက်စိနာနာရှာကိုမနှောကျင်တော့အကုန်တူတူပဲလို့လောကကြီးတစ်ခုလုံးမှာအကြောင်းနဲ့ဘာလို့အတ္တတွေအနတ္တတွေသိလို့လည်းပေါ့ဘူးနောက်ကျမှစာရီဖိုင်ကျမှတော့ဘောပေါက်တာကိုကအဲ့ကိုရောက်သွားအဲ့အကြောင်းကျိုးကတော့ပြစ္ဆုတ်ပံမှာပဲရကြားလေအဲ့ကြားကြိုက်ကအကြောင်းကျိုးမြင်ကြိုက်ကအကြောင်းကျိုးနားကြိုက်ကအကြောင်းကျိုးစားဒီအကြောင်းကျိုးတစ်ခုက logical မဟုတ်ဘူးတွေးပြီးမှသိတာမဟုတ်ဘူးတိုက်ရိုက်ကြီးသိစဉ်းစားစရာတလောကလုံးအကြောင်းကျိုးပဲဆိုစဉ်းစားစရာမလိုတော့တာကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ